24ရက်4လ2026တောက်ကြနေ့ဟော့ထိပ်စီကျွန်တော်တို့ဆရာမျိုးရဲ့မူပိုင်းထိပ်စီဖြစ်ပါတယ်အပိတ်နေ့အိပ်ပြကြပါမယ်ခင်ဗျဆိုတော့ဒီနေ့ဟော့ထိပ်စီကတော့861ထိပ်စီ861ထိပ်စီအထူးကတော့9ထိပ်အထူး9ထိပ်ဖြစ်ပါတယ်မနေ့ကကျွန်တော်တို့တက်ခွန်အောင်ခဲ့တဲ့မူအရာဒီနေ့ပေါက်ပေးစေတနာရေးနဲ့တက်ခွန်လို့အောင်ခြင်းတဲ့မိတ်ဆွေတွေပေါက်ပေး9ခွက်ကိုကျွန်တော်တို့ Viber Telegram ရိုးရိုးမစရနေကဆက်နိုင်ပါတယ်ခင်ဗျ24ရက်4လ2026 12နာရီ10မိနစ်အတွက်ခွန်ပတိနှစ်ပတိခွန်ပတိနဲ့ခွန်6ခွန်5ခွန်8ခွန်3နှစ်ပတိနဲ့20 26 23 28ဒီကဏ္ဍတွေကကျွန်တော်တို့ဖရီးကစားရမယ့်ကဏ္ဍတွေပါခင်ဗျအကြိုက်တူတဲ့ဆိုကွန်မန့်လေးတွေမှာတစ်ခုခုရေးပေးသွားခဲ့ပါအောင်ခင်ဗျပေါက်ပေးစေနာချင်းတွေကတော့မိန်အော်9ခွက်မနေ့ကတက်ခွန်အောင်ခဲ့တဲ့မူကနေပြီးတော့ကျွန်တော်တို့ခဏတွေကိုရွေးထုတ်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကန်ဆက်ခြင်းတဲ့မိတ်ဆွေတွေကန်ဆက်လို့ရပါတယ်ခင်ဗျကန်ကောင်းကြပါရင်